အားလုံးပဲမင်္ဂလာပါနော်ဒီနေ့မှာတော့ Crystal ကအကြောင်းအရာတစ်ခု sharing လုပ်ပေးသွားပါမယ် Crystal တို့စိတ်လှုပ်ရှားတဲ့ခါကျရင်ဘယ်လိုသုံးလုံးကြမလဲပေါ့နော် I'm nervous လားဒါမှမဟုတ် I'm excited လားအဲ့ဆိုရင် nervous နဲ့ excited နဲ့ဘာကွာလဲ Okay nervous လို့ပြောအောင်လား I'm excited လို့ပြောအောင်လား Okay ဒီပုံလေးကတော့ nervous ပေါ့နော် nervous လို့ပြောမယ်ဆိုလို့ရှိရင် Crystal တို့ I'm nervous ဆိုတဲ့အဓိပ္ပာယ်ကစိတ်လှုပ်ရှားတာတော့ဟုတ်တယ်ဒါပေမဲ့သူ့ရဲ့meaning က negative သဘောဆောင်ပါတယ်တခုခုစိတ်ပူတယ်နည်းနည်းစိုးရိမ်စိတ်ရှိတယ်ပေါ့နော်ဒါပေမဲ့ I'm excited လို့ပြောရင်တော့သူ့ရဲ့ meaning က positive ဆန်ပါတယ်တခုခုကိုစိတ်လှုပ်ရှားတယ်ဒါပေမဲ့သူ့မှာအပျော်လေးတွေကူးဆက်ပြီးပါဝင်နေပါတယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင် example လေးတွေကြည့်လိုက်ရအောင် I'm nervous about my exam စာမေးပွဲအတွက်စိတ်ပူနေတယ်She was nervous before her speech သူမစကားပြောခင်စိတ်ပူနေတယ်ဟုတ်ပြီနော် main ကိုမပြောခင်စိတ်ပူနေတယ်စိုးရိမ်နေတယ်စိတ်လှုပ်ရှားနေတယ်ကဲဒါမဲ့ excited ကိုကြတော့ I'm excited about my birthday မွေးနေ့ရောက်တော့မှပျော်တယ်စိတ်လှုပ်ရှားတယ် They are excited to go on holiday သူတို့ကဒီပန်းဖြစ်ခီးသွားတော့မှအားလည်းရရောက်တော့မှသူတို့ကပျော်တယ်စိတ်လှုပ်ရှားတယ်Okay ဒါဆိုလို့ရှိရင် nervous နဲ့ excited က nervous ဆိုလို့ရှိရင် negative meaning လေးပါတယ် excited ကတော့ positive သဘောလေးဆောင်ပါတယ်เนาะဒါပေမဲ့ Crystal တို့ကတပြိုင်တည်းမှာပဲ nervous ကို excited ကိုဖြစ်နိုင်ပါတယ်ဥပမာ I'm nervous and excited about my first day at work အလုံးမှာပထမဆုံးရက်အတွက်စိတ်ပူတယ်အဲ့လိုပဲပျော်စိတ်လည်းလှုပ်ရှားတယ်ပေါ့နော် nervous ကကြတော့သူကပထမဆုံးရက်မှုအတွက်စိတ်ပူတယ်စိုးရိမ်တယ်ဒါပေမဲ့ excited ဖြစ်တာကြဘယ်လိုမျိုးအသက်တွေထပ်သင်ယူရမလဲတွေးကြုံရမလဲဆိုပြီးတော့ excited ဖြစ်တာဒီလောက်ဆိုရင်တော့ nervous နဲ့ excited ကိုဝယ်ပြသိပြီလို့မျှော်လင့်ပါတယ်နော်ဆုံးဖြတ်ကြည့်ပြီလို့ကျေးဇူးတင်ပါတယ် see you in the next video bye bye